Hi အားလုံးပဲမင်္ဂလာပါဒီနေ့ scale လို့ခေါ်တဲ့စွမ်းရည်နဲ့ပတ်သက်ပြီးတော့မှပြောပြပေးပါမယ်ကျွန်တော်တို့ဒီ personal development လုပ်တဲ့အခါမှာပေါ့နော်ဒီကိုယ့်ရဲ့ကိုယ်တွေးဖွံ့ဖြိုးတိုးတက်မှု self improvement လို့ခေါ်တဲ့အရာကိုလှုပ်ဆောင်ရတယ်လို့ကျွန်တော်တို့ဒီskill development ပေါ့နော်ဒီကျွမ်းကျင်မှုပိုင်းဆိုင်ရာတိုးတက်မှုတွေလှုပ်ဆောင်ရတဲ့အပိုင်းတွေရှိတာပေါ့နော်စွမ်းရည်တွေလဲဆိုတော့ကျွန်တော်တို့ဥမာ communication skill ပေါ့နော်ဆက်သွယ်ပြောဆိုမှုဆိုင်ရာစွမ်းရည်တွေဒါမှမဟုတ် leadership skill ပေါ့နော်ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည်တွေဒါတွေကိုတိုးတက်အောင်လှုပ်ဆောင်ရတာပေါ့ဗျာတနည်းအားဖြင့်တော့မိမိရဲ့စွမ်းရည်တွေကိုတိုးတက်အောင်လှုပ်ဆောင်ချင်းပေါ့နော်ဒီပိုင်းတွေရှိပါတယ်ပေါ့နော်ဒီနေရာမှာပြောပြချင်တာကတော့ skill လို့ပြောလိုက်ရင်ပေါ့နော်စွမ်းရည်လို့ပြောလိုက်ရင်ကျွန်တော်တို့မိမိတတ်နိုင်တာနဲ့ရှင်ပြီးတော့မှတည်ယူလို့ရပါတယ်နောက်ပြီးတော့မှဒီစွမ်းရည်တွေကိုပေါ့နော်ကျွမ်းကျင်လာအောင်လေ့ကျင့်ယူလို့ရတယ်ပါတယ်ပေါ့နော်ဥပမာအနေနဲ့မိတ်ဆွေကပေါ့နော်skill အရန်ကောင်းတဲ့ဘလုံးသမားတယောက်ဖြစ်ချင်တယ်ဆိုပါစို့ပေါ့နော်ဒါတွေကိုတည်ယူလို့ရပါတယ်ပြီးရင်ကျွမ်းကျင်အောင်လေ့ကျင့်ယူလို့ရပါတယ်ပေါ့နော်အဲ့တလို့ပဲမိတ်ဆွေကအရန်တော်တဲ့ကြက်တောင်ရိုက်သမားတယောက်ဖြစ်ချင်တယ်ဆိုရင်ပေါ့နော်သူ့နီလန်းတွေကိုတည်ယူလို့ရပါတယ်ကျွမ်းကျင်အောင်လေ့ကျင့်ယူလို့ရပါတယ်ပေါ့နော်အဲ့တလို့ပဲဒီကျန်တဲ့ဒုရိယာနဲ့ဆိုင်တဲ့အတီးခတ်တွေကအစပေါ့နော်ပြီးတော့မှအဆိုးပေါ့နော်အရေးပြီးတော့မှအကစတာတွေအကုန်လုံးကစကင်းမှန်သမျှကလေ့လာတည်ယူလို့ရပါတယ်ကျွမ်းကျင်အောင်လေ့ကျင့်ယူလို့ရပါတယ်လို့ပြောပြချင်တာပေါ့နော်အတိကကတော့မိမိကဘယ်အရာကိုတက်မြောက်ချင်တာလဲဘယ်အရာကိုကျွမ်းကျင်ချင်တာလဲဆိုတာကိုတော့ရှင်းရှင်းလင်းလင်းသိဖို့လိုတာပေါ့နော်အကယ်၍ကိုကဒီအရာတွေကိုရှင်းရှင်းလင်းလင်းသိမယ်ဆိုရင်သူ့ကိုတည်ယူနိုင်မဲ့နီးလန်းတွေကျွမ်းကျင်လာအောင်လေ့ကျင့်နိုင်မဲ့နီးလန်းတွေရှိပါတယ်ပေါ့နော်သူနဲ့ထိုက်တန်တဲ့ရင်းနှီးမှုကတော့ရှိရမှာပေါ့နော်โอเคဗီဒီယိုကိုအဆုံးထိကြည့်ပြီးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အောင်မြင်ပျော်ရွှင်တဲ့ဘဝကိုတည်ဆောက်နိုင်ကြပါစေ